ဒီနေ့ကလည်းမြန်နေရမှာအေးရထနောက်ကြပါဒီနိုင်ခွဲမှာနိုးတော့နည်းနည်းလေးဒီနေ့ပို့ရမယ်ပေါ့နော်မနေ့တော့ငါဖိတ်သက်ခွဲရတယ်အဲ့တော့နည်းနည်းမြန်ပြေးလွှာပြီးတော့သူကမှတခါတည်းခွေးနဲ့အမြင့်တွေတခါတည်းညက်တာပေါ့နော်ညက်ပြီးတော့အဲ့ဒါချင်းနေထဲပြီးတော့ထားတာကိုကဒီမှာလိုက်ရိုက်ပေါ့နော်လိုက်ရိုက်မှာပို့ချန်နာလေးတွေပေါ့ထွက်ကမှခက်ကလေးတွေတော့မြင်းတဲ့အတိုင်းမဖြူဖွေးပြီးတော့လှပနေရောပဲဟိုထွက်ကလေးတွေတအားလှပါတယ်ဒီမှာကြည့်အဲ့ဒါမျိုးလေးနှစ်ချင်းခွဲရတယ်ပေါ့နော်ချင်းလေးနဲ့နှစ်ချင်းခွဲဝှချင်းလေးနဲ့ချင်းခွဲရဒီနေ့ကတော့ဘယ်လောက်ရလဲဆိုတော့အကောင်လုံးစုပါရှစ်ပိတ်တစ်ခွဲရတယ်ပေါ့နော်ရှစ်ပိတ်တစ်ခွဲကိုပြီးမှဟိုက9000စီပေါ့9000စီရပါတယ်ဒါလေးကမနေ့ဆော့အလုပ်လေးပေါ့မနေ့ဆော့ဝင်ငိုလေးပေါ့နော်လောက်ရတာပဲကလေးမြောက်ကတော့အိတ်တော့နောက်ဖေးမှာတော့ဖေးနဲ့မိနဲ့မှုခူးပြီးတော့မှုလေးတွေအိတ်ထဲပါတယ်အဲ့လိုမျိုးပေါ့နော်ပြီးတော့လို့ရှိရင်ဈေးသွားဖို့တယ်ဈေးသွားဖို့ပြီးလို့ရှိရင်သူပြန်လာတာကိုစောင့်နေစောင့်ပြီးတော့နိုင်ခွက်လောက်ကြာပြီပေါ့နော်ပြန်လာလို့ရှိရင်တကားပြန်ပိတ်ပြီးတော့ဆိုင်ကပြန်သွေးတကားပြန်ပြီးပြန်အိတ်တယ်ပေါ့နော်နဲ့ခွန်နိုင်ခွက်လောက်မပြန်ထားရပေါ့နော်အဲ့လိုမျိုးပါဒီမှာသွားပို့ရမယ်ပေါ့နော်ဈေးနဲ့ဆိုရင်ဆိုင်ကလေးမောင်းလို့ရှိရင်15မိနစ်လောက်တော့မောင်းရတယ်ထုတ်ပို့ပြီးတန်းပြန်လာပေါ့နော်ဒါလေးကတပိတ်သားအမှားလေးပေါ့တက်ပန်းရောင်လေးပါထည့်ပေးထားပါတယ်